လုံးစုံရဲ့အတွက်ပတ်စံအများကြီးမသုံးချင်ဘူးဆိုလို့ရှိရင်အမေရှာရဲ့ကိုနှစ်ပြ promotion မှာ1 square feet ကို7500နဲ့ discount ချပေးမယ်ဆိုရင်စိတ်ဝင်စားလားဘယ် item လေးကို promotion discount ချပေးမှာလဲဆိုရင်လိုက်ကြည့်ပေးဦးနော်ဟုတ်ပါတယ်အခုလိုမျိုးအရင်လုံခြုံရေးအတွက်ကိုအရင်ကိုစိတ်ချရတယ်ဂျပန်ဘတ်တန်တန်မန်းတွေကို discount ချပေးမှာဖြစ်ပါတယ်ပုံမှန်ဈေးတိုင်း1 square feet ကို9000နဲ့ဝယ်မလား promotion ကာလမှာ1 square feet ကို8500နဲ့ဝယ်မလားနှစ်ပေခွဲ3ပေမူရင်းဈေး69500 promotion ဈေး63950 3ပေဘက်လည်းမူရင်းဈေး8100 promotion ဈေး9650 3ပေ4ပေမူရင်းဈေး38000 promotion ဈေး32000ကျပ်4ပေဘက်လည်းမူရင်းဈေး34400 promotion ဈေး33600 3ပေးထားတဲ့ material တွေကတော့တလက်မ flap ပြား3ဘဲတူ3မ flap ပြား3ဘဲတူနဲ့5ဘဲလုံး size လေးတွေကို3ပေးထားပါတယ်အယောင်ကတော့ခဲရောင်သီးသန့်ပဲရပါမယ်ရှင် promotion ကာလကဂျူလိုင်လ31ရက်ထိပဲပေးထားတာမို့လို့ကိုယ့်ရဲ့အတွက်လုံခြုံရေးတမန်တွေကိုဈေးသက်သာနဲ့လိုချင်နေဆိုလို့ရှိရင်တော့အမြန်လေးလာဝယ်လိုက်တော့နော်ဒီမှာကတော့အမေရှာရဲ့ sales marketing ကတည်တာပဲဖြစ်ပါတယ်အဆုံးထိချူပေးလို့ကျေးဇူးတင်ပါတယ်ရှင်